အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ထိုင်းနိုင်ငံနယ်စပ်ရွာလေးတစ်ရွာမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့မိချောင်းလေးတစ်ကောင်နဲ့မန်နီမွန်တို့ရဲ့ရင်းနှီးပွဲဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်တခါတော့ကထိုင်းနိုင်ငံရဲ့နယ်စပ်ရွာလေးတစ်ရွာမှာတတိကြီးဥပဝင်းနဲ့ဒေါ်စိန်မွန်တို့လင်မယားနှစ်ယောက်နေထိုင်ကြပါတယ်သူတို့မှာတော့မန်နီမွန်တို့ခေါ်တဲ့သမီးတစ်ယောက်ရှိပြီးတော့လိမ်မာရေးချရှိလွန်းတာကြောင့်ဥပဝင်းတို့ဇနီးမောင်နှံအတွက်အဖိုးတန်သမီးရတနာလေးဖြစ်နေကြတော့တာပေါ့ဥပဝင်းဒေါ်စိန်မောင်တို့ဟာသမီးလိမ်မာလေးမနှင်းမောင်ကိုအိမ်မက်တန်ချစ်တာကြောင့်ငယ်ကလေးကသူမဘာပဲလိုချင်မရအောင်ပြုလုပ်ပေးလိရှိပါတယ်ဒီလိုနဲ့တနေ့မှာတော့ဥပဝင်းတယောက်ဈေးထဲသွားရင်9ယောက်နေတဲ့တငါတဲ့တယောက်စီမှာဖမ်းမိထားတဲ့မိချောင်းပေါက်တစ်ကောင်ကိုတွေ့ခဲ့တယ်ဗျဥပဝင်းဟာအဲ့ဒီမိချောင်းပေါက်လေးကိုမန်နဲ့မိုးလေးမွေးနေ့လက်ဆောင်အဖြစ်ဝယ်ပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ကိုရောက်တော့သမီးဖြစ်သူကိုမိချောင်းပေါက်လေးကိုပေးတဲ့အခါမှာတော့မန်နဲ့မိုးလေးဟာချစ်စရာကောင်းတဲ့မိချောင်းလေးကိုကြည့်ပြီးတော့အတော်လေးသဘောကျနေခဲ့တော့တာပေါ့။ဥပဝင်းတို့လင်မယားလဲသမီးလေးအတွက်အိမ်ဝိတ်လိမ့်ဆန်လေးတစ်ကောင်ဖြစ်တဲ့အဲ့ဒီမိချောင်းပေါက်လေးကိုမွေးစေခဲ့ပြီးတော့ကံကောင်းလို့နာမည်ပေးခဲ့ပါတယ်။မန်နဲ့မိုးလေးဟာကံကောင်းလေးကိုအင်မတန်ချစ်တဲ့အပြင်ကံကောင်းလေးကလည်းမန်နဲ့မုံရဲ့လက်ထဲမှာဆိုရင်အိမ်မွေးကြောင်လေးတစ်ကောင်လိုပုတ်တက်ကြည်စင်နေခဲ့တာပေါ့ဒီလိုနဲ့ရဲကိုလာစားလောက်ကိုနေစားတဲ့အချိန်တွေတဖြည်းဖြည်းကုန်လာခဲ့ပြီးတော့ကံကောင်းကလည်း12တောင်အရွယ်ရှိတဲ့အေယာမမိချောင်းကြီးတစ်ကောင်ဖြစ်လာခဲ့ပြီးတော့မန်နဲ့မုံလေးဟာလည်းလောက်သူ့ကျွတ်အပြိုဖြန့်အရွယ်လေးကိုအတီးတီးရောက်ရှိလာခဲ့ကြပါပြီဥပဝင်းဟာကံကောင်းကိုသူတို့ရဲ့ခြံထဲမှာရှိတဲ့ရေကန်ကြီးထဲမှာမွေးထားပြီးတာဖြစ်ပြီးတော့မန်နဲ့မုံလေးဟာလည်းနေ့စဉ်အစာတွားကြွေးလေးရှိပါတယ်။ကံကောင်းနဲ့အတူကြီးပင်းလာတဲ့မန်နဲ့မုံလေးအတွက်တော့ကံကောင်းလေးဟာအသားစားမိချောင်းတစ်ကောင်ထက်အတူသွားအတူလာမောင်နှမအရင်တွေလိုဖြစ်နေခဲ့တော့တာပေါ့။တခါတလေကျရင်မန်နဲ့မုံဟာကံကောင်းလေးရဲ့ကြောပေါ်မှာထိုင်ပြီးတော့ရွာနဲ့ဘေးကချောင်းတစ်လျှောက်ကိုလည်းလေညှိခံသွားလေးရှိပါတယ်။ကံကောင်းကလည်းမန်နဲ့မုံလေးအတွက်ဆိုရင်စီးတော့မြင်းကြီးတကောင်လိုရခီးကိုပူဆောင်ပေးဖို့အတွက်အစင်းသစ်ဖြစ်နေခဲ့တော့တာပေါ့ဒီလိုနဲ့တနေ့မှာတော့မန်နဲ့မောင်နဲ့ကံကောင်းတို့ဟာမြေကန်တစ်လျှောက်လင်းငင်းကန်ထွက်ရင်းနဲ့အချိန်တွေကုန်သွားခဲ့တာကြောင့်အိမ်ကိုအမြန်ပြန်ရောက်ဖို့အတွက်ရေလန်းခီးကနေပြန်လာခဲ့ကြပါတယ်မြေကြောင်းတစ်လျှောက်လုံးလည်းမန်နဲ့မောင်ဟာကံကောင်းလေးကိုပေါ်မှာအေးအေးလူလူနဲ့ထိုင်လိုက်လာခဲ့ပြီးတော့တိတ်မကြခင်မှာကြုံတွေ့ရတော့မယ်အသက်ဘေးကိုသိမနေခဲ့ကြပါဘူးသူတို့နှစ်ယောက်ပြန်လာတဲ့အချိန်မှာမလန့်မကန့်ကနေတေတုံးကြီးတစ်ခုလိုငိမ့်သက်နေပြီးတော့သူတို့ကိုစောင့်ကြည့်နေတဲ့တရားဝါတစ်ကောင်လည်းရှိနေခဲ့တော့တာပေါ့သူကတော့မုံတိုင်းလို့ခေါ်တဲ့မိချောင်းတစ်ကောင်ပဲဖြစ်ပါတယ်မုံတိုင်းဟာကံကောင်းလေးကြောပေါ်မှာပါလာတဲ့မန်နဲ့မုံလေးရဲ့ဖြိုးဝင်းလက်ဆက်နေတဲ့အသားဆိုင်တွေကိုကြည့်ပြီးတော့ကျွတ်မြေအောင်စားကျင်တဲ့စိတ်တွေလည်းတဖွာဖွာနဲ့ပေါ်လာခဲ့တယ်ဗျဒီလိုနဲ့မုံတိုင်းဟာကံကောင်းတဲ့မလန့်မကန့်ကနေတဖြည်းဖြည်းလိုက်လာခဲ့ပြီးတော့အနောက်ကိုရောက်တော့ကြောပေါ်မှာရှိနေတဲ့မန်နဲ့မုံလေးကိုလှမ်းပြီးဟန့်လိုက်ပါတော့တယ်ဒါပေမဲ့ကံကောင်းကတတိထားမိပြီးတော့ချက်ချင်းရှောင်လိုက်တာကြောင့်မန်နဲ့မုံဟာအသက်ဘေးကနေတီးတီးလေးလွတ်သွားခဲ့တယ်ဗျာကံကောင်းဟာဘုံမှန်ချိန်မှာဆိုရင်တော့မုံတိုင်းကိုအပိုင်းပိုင်းပြအောင်ပြန်ကိုက်ဖြစ်မှာဖြစ်ပေမဲ့အခုချိန်မှာတော့မန်နဲ့မုံလေးပါလာတာကြောင့်သူမရဲ့အသက်ဘေးကိုရှေ့ရှုပြီးတော့မုံတိုင်းရဲ့လက်ကနေလွတ်အောင်အမြန်ကုတ်ခတ်လာခဲ့ပါတော့တယ်မုံတိုင်းကလည်းအလွန်မပေးဘဲနဲ့နောက်ကနေဆက်ပြီးလိုက်လာခဲ့တာကြောင့်နောက်ဆုံးမှာတော့ကံကောင်းဟာမန်နဲ့မုံရဲ့အသက်အန္တရာယ်အတွက်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်ကံကောင်းဟာမန်နဲ့မုံကိုသူ့ရဲ့ပါးစပ်ထဲမှာခဏဝင်ခိုင်းလိုက်ပြီးတော့နောက်ကလိုက်လာတဲ့မုံတိုင်းကိုပြန်လဲတိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်ပါတော့တယ်မန်နဲ့မုံကတော့ကြောက်လွန်းတော့ကြောင့်အတန်မထွက်အောင်ထိန်းပြီးကံကောင်းကတွင်းထဲမှာအသာလေးနေခဲ့တယ်ဗျဒီလိုနဲ့တိတ်မကြခင်မှာပဲကံကောင်းတဲ့မုံတိုင်းတို့ဟာညနေစီးစားကြောင့်ပဇွန်စီအောင်တောက်နေတဲ့မြေရည်ပင်ပေါ်မှာသူတေကိုတေတဲကြီးမဲကြီးတိုက်ခိုက်နေခဲ့ကြပါတော့တယ်မြေရည်ပင်ဟာအေယာမမိချောင်းကြီးနှစ်ကောင်ကြောင့်လိုင်းချက်ခွတ်တွေတုံးထနေပြီးတော့တိတ်မကြခင်မှာပဲသူတို့ရဲ့တိုက်ပွဲဟာအနိုင်အရှုံးပေါ်မြတ်အချိန်ကို
ရောက်ရှိလာခဲ့ပါတယ်မုံတိုင်းဟာခွန်အားကြီးတဲ့ကံကောင်းကိုမနိုင်တော့မှရှိမိတော့တာကြောင့်စင်မတိုက်တော့ပဲနေရာကနေဒဏ်ရာပလက်ဘွားနဲ့ထိပ်ပြူတော့ခဲ့ပါတယ်ကံကောင်းလည်းခဏကြောင်အပန်းဖြင်နေတော့ရုတ်ရက်ဆိုသူ့ရဲ့ပါဇက်ထဲကမန်နဲ့မုံလေးကိုတတိယသွားခဲ့ပါတယ်ခုနတော့ကတဲချင်းမဲကြီးတိုက်ခိုက်နေတဲ့အချိန်မှာမန်နဲ့မုံကိုတတိမထားမိတော့တာကြောင့်အခုချိန်မှာတော့အချိန်ကလုံးဝကိုနောက်ကျသွားခဲ့ပါပြီကံကောင်းကမုံတိုင်းနဲ့တိုက်ခိုက်နေတော့ပါဇက်ထဲကမန်နဲ့မုံကိုမိပြီးမျိုးချမိခဲ့ပါတယ်ဒါကြောင့်ပဲကံကောင်းကသူ့ရဲ့တခင်မအတွက်ရိုးချိုးမရဖြစ်ပြီးတော့အိမ်ကိုပြန်တဲ့မပြန်တဲ့စဉ်းစားနေခဲ့ပြီးနောက်ဆုံးမှာတော့ကျေးဇူးရှင်ဖြစ်တဲ့ဥပဝင်းတို့လင်းမြနှစ်ယောက်ကိုရင်မဆိုင်ကျင်တော့တာကြောင့်အဝေးဆုံးကိုထွက်သွားဖို့အတွက်ဆုံးဖြတ်ခဲ့တယ်ဗျဒီလိုနဲ့ကံကောင်းဟာဝမ်းနဲ့လေးကန်ဆန်နဲ့မြေရိုးတစ်ချောက်ဆုံဆင်းခဲ့ပြီးတော့ပင်လယ်ဝဘက်ကိုဥတီလာခဲ့ပါတော့တယ်အဲဒီအချိန်မှာတရေကြီးဥပဝင်းနဲ့ဒေါ်စိန်မုံတို့လင်းမြကတော့အချိန်တွေအတော်ကြာတဲ့အထိအိမ်ပြန်ရောက်မလာသေးတဲ့သမီးဖြစ်သူအတွက်စိုးရင်တော့ကတွေများနေခဲ့ပါပြီအချိန်အောင်တော်တော်လင့်နေပြီကွာသမီးနဲ့ကံကောင်းဟာဒီချိန်ထိအိမ်ပြန်ရောက်မလာကြသေးပါလားဖေငါသမီးတကူကူဖြစ်နေပြီလားအဲဒီနောက်မှာတော့ဥပဝင်းဟာသမီးဖြစ်သူကိုရှာဖို့အတွက်သူ့ရဲ့တပည့်နှစ်ယောက်ကိုရွာထဲကအကောင်းဆုံးမုတ်ဆိုးကိုငှားဖို့စီလွတ်လိုက်ပါတော့တယ်ဒီလိုနဲ့တိတ်မကြခင်မှာပဲရွာထဲမှာမိချောင်းဖမ်းတဲ့ဆရာကြီးဥဖြူနဲ့အဖွဲ့ဟာဥပဝင်းရဲ့အိမ်ကိုရောက်ရှိလာခဲ့ကြပြီးတော့မန်နေမုံကိုရှာဝေဖို့တာဝန်ယူခဲ့ကြပါတယ်ဗျအဲ့ဒီနောက်မှာတော့သူတို့အဖွဲ့ဟာမြေရိုးကနေလှေတစ်စီးနဲ့ထွက်လာခဲ့ပြီးတော့မြေရိုးတစ်လျှောက်မင်းမုံနဲ့ကံကောင်းတို့ရဲ့တဲလွန်စားတွေကိုရှာဝေနေခဲ့ကြပါတယ်တညာလုံးရှာဝေခဲ့ပြင်မဲ့အစအနာကိုလုံးဝမတွေ့ခဲ့ရပဲမနေ့ကိုရောက်တော့ကန်းစားတစ်ခုမှာအေယာမမေးချောင်းကြီးရဲ့ခြေရာကိုတွေ့ခဲ့တာကြောင့်အဲ့ဒီခြေရာဟာကံကောင်းရဲ့ခြေရာပဲဖြစ်လိမ့်မယ်လို့ကောက်ချက်ချလိုက်ပါတယ်ဒီလိုနဲ့မြေထဲမှာဆက်လက်ရှာဖွေနေကြရင်းနဲ့မေးချောင်းလေးတစ်ကောင်ကိုတွေ့ခဲ့ရပြင်မဲ့ကံကောင်းကိုတော့လုံးဝမတွေ့ခဲ့ကြရဘူးဗျ2ရက်3ရက်လောက်ကြာတဲ့အထိမြေထဲမှာနှံ့နေအောင်ရှာဖွေကြပေမဲ့လုံးဝမတွေ့ခဲ့တာကြောင့်သူတို့အဖွဲ့ကပင်လယ်ဝစီစုပ်ဆင်းလာခဲ့ကြပါတော့တယ်ဒီလိုနဲ့ပင်လယ်ဝကိုရောက်တော့မလန်းမကန်းကကမ်းခြေတစ်ခုမှာမြေချောင်းသားကြီးတစ်ခုရှိနေတဲ့ဆိုတဲ့လက္ခဏာကိုတွေ့ခဲ့တာကြောင့်ဥဖြူတို့အဖွဲ့လဲမလန်းမကန်းကမ်းစပ်မှာခဏရန်နာခဲ့ကြပါတယ်ဗျအဲ့ဒီနောက်မှာတော့မြေချောင်းတိုက်ကိုရှာဖို့အတွက်သူ့ရဲ့တစ်ဖြစ်ရွှေဘကိုအရင်ဆုံးဆေးလွတ်ပြီးတော့ဥရွှေပါလဲငကားပလဲဂါရာကိုယူပြီးတော့ရေထဲဆင်းသွားခဲ့ပါတယ်ဗျဒါပေမဲ့အချိန်တော်ကြာတဲ့အထိပြန်ပေါ်မလာတာကြောင့်အခြေအနေကိုသိရဖို့အတွက်နောက်ထပ်တပြေတူဖြစ်တဲ့ဘုတ်တင်ကိုနောက်ကနေဆင်းလိုက်ခဲ့စီကိုင်းခဲ့ပါပါတယ်ဥဖို့တင်လည်းရွှေဘလူပဲပြန်ပေါ်မလာတာကြောင့်ဥဖြူလည်းတခုခုဖြစ်နေပြီဆိုတာကိုရိပ်မိသွားခဲ့ပြီးရေအောင်မှာဘာလို့ရှိနေလဲဆိုတာကိုမျက်လုံးမှိတ်ပြီးအာယုံခံကြည့်လိုက်ပါတော့တယ်ဆရာကြီးဥဖြူဟာနတ်မိချောင်းမှော်အောင်ထားသူဖြစ်တာကြောင့်မိချောင်းတွေဘယ်မှာရှိလဲဆိုတာကိုအာယုံခံနိုင်စွမ်းရှိပြီးခဏအကြောင်းမှာတော့ရေရောက်လိုင်းကူတစ်ခုထဲမှာဗဇက်ဟာပြီးအိပ်ပျော်နေတဲ့ကံကောင်းကိုအာယုံခံမိခဲ့ပါတယ်ဒီလိုနဲ့ဥဖြူဟာကံကောင်းကိုဖမ်းဖို့အတွက်နေရာအတိအကျကိုမှတ်သားပြီးလိုအပ်တဲ့ပစ္စည်းတွေကိုတပည့်တွေကိုအမြန်ဆုံးပြင်ဆင်ခိုင်းလိုက်ပါတော့တယ်ဥဖြူရဲ့တပည့်တွေဟာဒေလုံးကြီးနှစ်ခုမှာခြုံမြနေတဲ့တာကြောင်နှစ်ချောင်းတက်ထားတဲ့နှစ်ဖက်ခြုံကြီးကိုအေယာမှာကြိုးကြီးနဲ့ခြေပြီးတော့တစောက်ကိုတော့တစ်ပင်မှာခြေထားလိုက်ပါတယ်ဥဖြူကတော့နှစ်ဖက်ခြုံကြီးကိုပခုံးမှာထမ်းပြီးတော့ကံကောင်းကိုဖမ်းဖို့အတွက်နက်ခတ်အသွားလာတွေကိုစောင့်ကြည့်တွက်ချက်ပြီးတဲ့နောက်မှာတော့ငကားပလဲဂါရာကိုယူပြီးတော့ရေထဲကိုဆင်းသွားခဲ့ပါတယ်ရေရောက်ကိုရောက်တော့ဥဖြူဟာလိုင်ကူထဲကိုဆင်းပြီးအိပ်ပျော်နေတဲ့ကံကောင်းရဲ့ပါးစပ်ထဲကိုအေးအေးဆေးဆေးပဲဝင်သွားခဲ့တယ်ဗျကံကောင်းဟာသူ့ရဲ့ပါးစပ်ထဲကိုတခုခုရောက်နေပြီဆိုတာကိုသိလိုက်ရတာကြောင့်ချက်ချင်းပဲပါးစပ်ကိုပိတ်လိုက်တဲ့အချိန်မှာတော့အသေးသေးနစ်နေအောင်ဆူချတဲ့ဝေဒနာကိုခံစားလိုက်ရပါတော့တယ်ကံကောင်းရဲ့အာခေါင်ကိုဥဖြူရဲ့နှစ်ဖက်ချွန်ကြီးကဖောက်ဝင်သွားခဲ့ပြီးတော့ကံကောင်းဟာလည်းပါးစပ်ပြန်မပိတ်နိုင်တော့ပဲအသေးအတန်ရုန်းကန်နေခဲ့ရတော့တာပေါ့အဲ့ဒီအချိန်မှာ
ဥဖြူကတော့ဂုံးဘော်ကိုအမြန်ပြန်တက်လာခဲ့ပြီးတရွေ့တွေနဲ့အတူကံကောင်းရဲ့ဗဇက်နဲ့ချိတ်နေတဲ့ကြိုးကြီးကိုအားရပါရဆွဲကြပါတော့တယ်ဒီလိုနဲ့တနားရီလောက်ကြာမှတော့အေယာမမိချောင်းကြီးကံကောင်းဟာကမ်းပေါ်ပြန်ရောက်လာခဲ့ပြီးတော့ဥဖြူဖွဲ့ရဲ့ပြုသမျှကိုနှုတ်ရမယ့်အချိန်ကာလကိုရောက်လာခဲ့တယ်ဗျကံကောင်းဘာတွေကြုံခဲ့ရသလဲမန်နေမုံလေးကိုဘယ်လိုဒီကောက်ွယ်ခဲ့ရသလဲဆိုတာကိုဥဖြူတို့တော့မသိရပါဘူးသူတို့သိတာကတော့ကံကောင်းဟာဇယိုင်းဝင်ပြီးတော့မန်နေမုံလေးကိုစပစ်လိုက်တယ်ဆိုတာပါပဲအင်အားချိနေပြီးမယုံနိုင်တော့တဲ့မိချောင်းကြီးကိုဥဖြူတို့အဖွဲဟာပစိမ့်နဲ့ခုတ်တဲ့သူကခုတ်လမ်းနဲ့ထိုးတဲ့သူကထိုးဒုံးနဲ့ရိုက်သူကရိုက်နဲ့ဇီဝိုင်းချို့ကိုကျူးသားကြပါတော့တယ်အေယာမမိချောင်းကြီးကိုအသက်ထွက်အောင်လူ6ယောက်ဟာနေတဝက်လောက်ကြာတဲ့အထိကျိုးစားခဲ့ရပြီးတော့တည်သွားတဲ့အချိန်မှာတော့ကံကောင်းရဲ့ဘိုက်တဲ့ကမန်နေမုံရဲ့အဝိစ္စတချို့အသားစားတချို့ကိုအိတ်နဲ့ထိုးပြီးတော့ရွာကိုပြန်လာခဲ့ကြပါတယ်ဗျဒီနေရာမှာပဲကျွန်တော်ပြောပြခဲ့တဲ့ထိုင်းနေသက်ရွာလေးတစ်ရွာကဖြစ်ပျက်ခဲ့တဲ့ရှင်နာစရာဇလန်းလေးဟာအဆုံးသတ်သွားခဲ့ပါတယ်ကျေးဇူးတင်ပါတယ်